ပြန်ကြရင်ဘာလို့မဲကိုယ်စိတ်ကူးနဲ့စီစဉ်ဆွဲဒီမနေ့ပြန်တကယ်ရောက်ဖို့တေချာဘူးကွယ်အသက်ငယ်သေးတဲ့ချိန်ရှိတယ်တွေ့နေမိရင်တကယ်မမဲကိုယ်ရမတွေ့ခဲ့ရင်စင်ကြင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်ရမပိုင်တဲ့တဲ့ရဲ့အသေးချမရေရနိုင်ဘူးလူဘဝဟာကိုငွေပါဘယ်ချိန်ကြုံလဲမသိတယ်အချိန်ချိန်မှတော့တွေ့မယ်တေချာဖြေရရှိတာတင်ဖြစ်စေခြင်းတဲ့လာပါဆုံးဒီဘဝများလေပန်းပွင့်လေးတွေလိုပါပဲနာတာလေးသာပွင့်လန်းပြီးကြွေရအောင်မယ်နေရလင်းတွေကုန်ဆုံးရင်ညမောင်သူကိုကြုံရမယ်ကိုယ်တိုင်မတွေ့ခဲ့ရင်စင်ကြင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့တဲ့ရဲ့တေချာမရေရနိုင်ဘူးလူဘဝဟာခိုးငွေပါဘယ်ချိန်ကြုံလဲမသိတယ်အချိန်ချိန်မှတော့တွေ့မယ်တေချာဖြေရရှိတာတင်ဖြစ်စေခြင်းတဲ့ကြုံမသိတယ်ကိုယ်ရမ်းပိုင်တဲ့တဲ့ရဲ့ဒီချမ်းဖြေရရှိလူဘဝဟာကိုငွေပါအမေချင်းကြုံလဲသိတယ်အချိန်ချိန်မှတော့တွေ့မယ်ဒီချမ်းဖြေရရှိတာတင်ဖြစ်စေခြင်းနဲ့ရှင်ကတို့ထွက်ပြေပါဘယ်တပတ်တပတ်ပြန်စက်တာဟဲ့